မင်္ဂလာပါရှင်ဒီနေ့ကတော့ထိုင်းငပိဖြော်လေးပဇော်နဲ့ဖြော်မှာပေါ့နော်ထိုင်းငပိဖြော်ဆိုပေမဲ့လည်းကျမတို့ကဗမာဆိုတော့ကျမတို့ဗမာပုံစံမျိုးပဲဖြစ်သွားတာပေါ့နော်จิตတော်ကြုံနေစားပါမှရှင်တံပြတ်သေးနဲ့လှုပ်ရှိပါတယ်ရှင်နမ်တာပီးရှိပါတယ်ကျုပ်တိစိတ်ရှိပါတယ်ပြီးတော့အယုံစိုးကိုပြီးဖုတ်ပေးပါမယ်ငပိဖုတ်ပါမယ်ရှင်ပြီးဖုတ်ဒီမှာကင်းနမရှိတော့အဲ့လိုမျိုးပဲလွယ်လွယ်လေးကလော့လိုက်တာပေါ့နော်ပြီးရင်တော့ပဇော်လေးကိုပြုတ်ပေးပါမယ်ရှင်ပဇော်လေးကိုနည်းနည်းရေလေးနဲ့လော်ပေးမှာပေါ့နော်ပဇော်ထဲဖို့ဆိုတော့ကျမစကားဝဲနေတာဘယ်လိုမျိုးဆိုတော့ကျမတော့ကော့တောင်းတူပါရှင်ကော့တောင်းတူလို့စကားတော့ဘာထဲလိုမျိုးပြောလို့တိတ်မပြီးပါဘူးရှင်မော်ကပြပါရှင်ပြီးရင်တော့အဲ့လိုမျိုးပေါ့နော်ပြုတ်ပေးမယ်ပေါ့နော်ဆူလာအောင်ထိဖြိုးပြီးဒီလိုမျိုးငွေနည်းနည်းလေးဝင်ပြီးပြီးတော့ကင်ပလာမင်းကကျမပဲဆိုတော့ကျမအဲ့လိုမျိုးမျိုးဖြစ်နေတာပေါ့နော်ရုပ်ဒီစိတ်လေးကိုနည်းနည်းလေးလာထောင်းပြပါမယ်ချင်းအရင်လည်းမကြည့်ခိုင်းနဲ့ပေါ့နော်ကျမအဲ့လိုမျိုးကြိုက်တယ်ဆိုတော့ထိုင်းနေလည်းအဲ့လိုမျိုးပဲကျွန်တော်ပြီးတော့จิตတော်ဖြူလေး3ဝါလောက်ထည့်ပါမယ်ရှင်จิตတော်ဖြူ3ဝါလည်းမကြည့်ခိုင်းနဲ့ပေါ့နော်အရင်လေးจิตတော်ဖြူပြီးနမ်တာပေးတကြားခဲထည့်ပါမယ်ရှင်တကြားခဲလေးနဲ့အယူလာနမ်တမသွားအောင်အရင်လောက်လိုက်ပေါ့နော်ပြီးတော့ငပိထည့်ပါမယ်ကျမတော့ငံပြိုင်မထဲတော့ဘူးเนาะအချုံမုတ်လေးနဲ့လူငပိစိတ်ငပိဖုတ်လေးနဲ့လူထည့်လိုက်တော့ပေါ့နော်အဲ့လိုတမအောင်နည်းနည်းလေးတော့ငွေပေးလိုက်တော့ပေါ့ရှင်ပြီးတော့အချုံမုတ်နည်းနည်းထည့်လိုက်ပါမယ်ရှင်ချုံမုတ်တဲ့ဘေခါတော့တမအောင်ပြန်ပြီးမယ်ဆုံထောက်ရအရန်လာတယ်နော်ပြီးရင်တော့ပဇော်လေးထည့်ပါမယ်ပဇော်ပုတ်ထားတဲ့ဟာပဇော်အရယ်လေးထည့်တယ်နော်ခုနအပြုတ်ရည်လေးထည့်တယ်နော်ပဇော်ရဲ့အပြုတ်ရည်လေးကျမရေးထည့်တာနည်းနည်းလေးနဲ့တော့တယ်ရှင်ပြီးတော့တံပြသီးလေးနည်းနည်းညှိချက်ပေးလိုက်ပါမယ်တံပြသီးကလည်းလုံးတုံးထားပြီနော်ဒီထဲမှာကြာကိုလိုတလောက်လေးရောက်ရောက်နော်ဒါကတော့ကိုယ်စတိုင်နဲ့ကိုလောက်တာပေါ့နော်ထိုင်းလိုကပြောတယ်ကျမတို့ဗမာလူမျိုးပဲဖြစ်သွားတယ်ပေါ့နော်ရေးလေးနဲ့တော့ထိုင်းနေဆိုရေးတအားဆွဲနဲ့လောက်တယ်လေချစ်တော်နေထည့်ပါမယ်ရှင်ချစ်တော်နေထည့်ပြီးတော့တမအောင်ပြန်ပေးလိုက်ပါမယ်ရှင်ပေးမဆိုင်ခဲ့တဲ့အနေနဲ့ကျမအလုပ်ထဲမှာကျမအတန်တွင်းနေလို့ပါအဲ့လိုမျိုးလေးပါပြောရင်းနဲ့တော့ပြင်နေလာပြီနော်ရင်ရုပ်သေးလေးကိုအတော့လေးလည်းကျမထည့်ပေးတာပေါ့နော်အဲ့လိုအယောင်လေးလာနေအောင်လို့ကောင်းတယ်ဆမ်းမြဲကြည့်တော့ဘူးနော်ပြီးတော့ပစိုးပြုတ်ရည်လေးနည်းနည်းထပ်ထည့်တယ်ရည်နဲနေလို့ပစိုးပြုတ်ရည်ဒီဟာအကုန်ပဲနော်ပစိုးပဲရောက်နေလို့မသိဘူးပစိုးလေးကနဲတယ်ဆိုတော့ရှယ်ပဲရှင်တကယ်ပဲကိုလောက်ကိုကောင်းနေတာပြီးရင်တော့ပကံလေးတဲ့ပကံလေးရမ်းမသေးသွားတယ်ရှင်အလှဆုံးရင်ဒီမရှိတဲ့ဗီဒီယိုရိုက်မယ်ဆိုတော့အလှဆုံးရင်ဒီဟာပဲရှာလို့တွေ့တယ်အဲကြောင့်ပေါ့ပကံနဲ့အဲ့လိုမျိုးရှာထွေးနေတယ်ပဇော်လေးတွေပေါ်နည်းနည်းလေးလာတိန်လိုက်တော့ပေါ့နော်ကျမလောက်တတ်တယ်လို့ကျမလုပ်တယ်ကြီးဘဒူချင်းငွေဖန်လို့နော်အဲ့လိုမျိုးပြီးသွားပါပြီရှင်တိုးစရာတော့စိတ်ခိုတီကိုတောင်တူစိတ်ခိုတီထဲလို့ဆိုတင်ပေါ်တီစားကြမယ်ရှင်ပြီးဖြော့နေတယ်ဒီမှာချင်ရတယ်ပြီးဖြော့နေတယ်ပြောတော့စိတ်ကိုတီတုံးရတယ်စတာကြောပြီးဖြော့别倒吗？你说。爸，你那多么了没呢？买的没吃的。我把这个
爸爸。因为爱我鸡呀。爸爸。对。因为太逗，爱我鸡呀。我真是。太逗呀。太着。你们那个够呢。ဒီပြရှေ့ကောင်းရောချက်တော့ကြုံရမမေအခါရတော့အလုပ်တော့ပြန်နေကိုဘကိုစမ်းလာဖောက်တလုံးနဲ့လေ